ကိုညီတလိုလိုနဲ့အခွင့်အရေးယူတတ်တဲ့ယောက်ျားတွေနဲ့သမီးပြိုပေါက်ကလေးမွေးထားတဲ့ main ကလေးအတွက်ဒီ post ကိုကျွန်မတင်တာပါဒါလေးကိုတစ်ချက်နားထောင်ကြည့်ပါကိုသမီးလေးတွေက73လေးနှစ်ရောက်လာတဲ့10နှစ်9နှစ်10နှစ်ဖြစ်လာတယ်ဆိုရင်ဘယ်အမျိုးသားနဲ့မှအတူတူထားလို့လည်းမရပါဘူး main ကလေးကဘယ်ရွယ်ဖြစ်ဖြစ်အတူတူထားလို့မရပါဘူးသူ့ဦးလေးမို့လို့သူ့အကိုမို့လို့သူ့အဖေမို့လို့ဒါအရင်နေပေါ့နော်အရင်နေတဲ့တော့အတူထားလို့မရဘူးဒါဒစိမ့်နေဆိုရင်ပို့ဆိုးပါတယ်အခုကျမတို့ပတ်ဝန်းကျင်မှာဖြစ်နေကြတဲ့ဟာတွေကသမီးလေးကိုနင်းဦးလေးကိုကြောင်းလိုက်ပို့လိုက်အောင်နင်းဦးလေးနင်းဦးလေးပို့မလို့ဒါမျိုးတွေကိုသားသမီးမိန်းကလေးအပြိုပေါက်ကလေးတွေကိုမလုံးမိပါစေနဲ့နင်းဦးလေးဆိုင်ငယ်တဲ့နဲ့လိုက်သွားလေနင်းဦးလေးကနင့်ကျူရှင်ပို့မလို့နင်းဦးလေးကနင့်ကိုထမင်းကြိုင်ပို့မလို့ဆိုတာတွေလုံးဝမလုပ်ပါနဲ့တကယ်လဲဦးလေးမဟုတ်ဘူးတကယ်ဦးလေးဆိုတာတော့မှဒီလိုလုပ်ဖို့ဒီလိုခိုင်းလို့စီလို့မသိတော့မိဘသားသမီးမိန်းကလေးကိုကိုတိုင်းစပိန်နဲ့ကြောင်းသွားနိုင်အောင်ကြောင်းတန်နိုင်အောင်ကိုအားကိုတန်အောင်ပဲသင်ပေးပါဘသူအကူအညီအမိအခိုးမှမယူမိပါစေနဲ့အခုဆိုအရန်အောက်တိုင်းကြတာခလေးကိုကြောင်းလိုက်ပို့တယ်ပို့ပြီးလမ်းမှာမဖွဲမရတဲ့လှုပ်တယ်လှုပ်ပြီးမဖွဲမရဆိုတာစကားနဲ့ပြောလိုက်အသေးလေးချစ်ဆုံးလေးခလေးကိုလှုပ်ပြီးမဖိုးလေးဝယ်ကျွေးလိုက်ပါဇက်အရသာခံကြတယ်လက်အရသာခံပြီးတော့အခွင့်အရေးယူကြတဲ့ယောက်ျားတွေရှိတဲ့အတွက်ကိုသားသမီးကိုကိုအဖေနဲ့တော့စိတ်ချလို့မရတဲ့ခေကြီးမှာဖြစ်နေတဲ့အတွက်မိဘတွေကသမီးမိန်းကလေးမွေးထားရင်ကိုတိုင်းရေအောင်မကစောင်းချောင်းဒါမှမဟုတ်ရင်ကိုသမီးကိုသူတယောက်တည်းရက်တည်နိုင်အောင်လို့စိတ်ခွန်အားရောဒီကိုခွန်အားပေါ့နော်အကုန်လုံးပေးထားတဲ့နယ်လို့ကျွန်မမြင်တယ်ဘသူနဲ့မှစိတ်မချပါနဲ့ကိုသမီးဆိုရင်ဘသူနဲ့မှစိတ်မချပါနဲ့ဘသူဘဲယောက်ျားတစိမ့်တယောက်ကိုမျှလဲညီကိုမောင်နှမချင်းတောင်မှညအိတ်ညက်နေလက်ခံတာတွေမလုပ်ပါနဲ့เนาะဒါကျွန်မဒါအသိပညာလေးတစ်ခုပြောပြတာပါလင်းရှိလို့လင်းကုံစားတဲ့မိန်းမတွေကဘယ်လိုပြောတာဂုံစားခြင်းတိုင်းစားလို့ရတာမဟုတ်ဘူးလင်းရှိမှဂုံစားလို့ရတာတဲ့အဲ့ဆိုရင်တို့စင်ငယ်မားတွေလင်းမရှိတဲ့မိမတွေကြတော့ဘလို့ဂုံစားမလဲနင်တို့ထက်ဂုံစားလို့ရတယ်ဒါပွဲလဲဖြစ်သွားနိုင်တယ်နော်ဒါပွဲလဲဖြစ်သွားနိုင်တယ်ငါတို့ကသူများပတ်စံကိုဒီလိုလက်ဖြတ်သုံးနေရတဲ့ဘဝမဟုတ်ဘူးနော်နံပါတ်1အချက်ကပြီးတော့ငါတို့ကအိတ်ချင်တိုင်းအိတ်စားချင်တိုင်းစားသွားချင်တဲ့နေရာကိုသွားလို့ရသေးတယ်လင်းကပတ်စံပေးထားတယ်ဆိုရင်လင်းမျက်နာတော့ကြည်ရသေးတာပဲဘလောက်ပဲအစင်ပြေချောမွနေတဲ့လူဖြစ်ချမ်းသာနေတဲ့လူဖြစ်လင်းထမင်းစားရင်တော့လဲလှုပ်ပေးရအောင်မှာပဲလင်းရေချိုးမယ်ဝေစားလဲမယ်လင်းပတ်စံကိုယူထားတဲ့အတွက်လင်းမျက်နာလေးကြည့်ပြီးတော့ပြုစုနေရအောင်မှာပဲဟဲဒိုးတွေကအဲ့ဒါတွေမလိုဘူးလင်းမရှိတဲ့အာသာချက်ကအဲ့ဒါပြီးတော့ကိုရှာတဲ့ပတ်စံလေးကိုယ့်ဘက်ကိုကြိုက်တယ်လို့သုံးလို့ရတယ်ကိုယ့်အိမ်မှာကိုကဘယင်မပဲနော်ကြိုက်တယ်လို့သုံးလို့ရတယ်လင်းမျက်နှာကိုကြည့်ပြီးအော်လင်းကတော့ဒါတော့ဒီနေ့ပြန်ပေးဒီနေ့ तू အစင်မပြေဘူးဟဲလုံးเสียမလို့လင်းကငေါ့လိုက်ဟဲ့နင်ဘာဖြစ်တယ်ညာဖြစ်တယ်ငေါ့လိုက်ရမယ်အခြေအနေမှာလဲတို့မှမရှိဘူးငေါ့လဲငေါ့ခံရမယ်အနေထားမှာလဲမရှိဘူးဒါကြောင့်မို့လို့လင်းကုံစားတဲ့လူတွေကိုတစ်ချက်တော့ပြောခြင်းနဲ့တို့လို single မားသားတွေကိုမမီဘူးနော်လုံးဝမမီဘူးဘာမှမမီဘူးမတူရင်မတူနဲ့နော်